ဒီငလင်ပေးကြောင့်ပေါ့ဗျာကျွန်တော်တို့ဒီအပြည့်ရတယ်ပေါ့တမတော်တော့ဒီကဘာတိထုတ်ပြန်လိုက်တယ်ပေါ့ထုတ်ပြန်လိုက်လီးကိုအပြည့်ရတာဟမ်မင်းတို့အဲ့မှာအပြည့်ရတယ်ဆိုတော့လိန်နဲ့ဘုံကျဲတာရလီးလာလာမအဲ့ဒါလာမတင်ကြခဏနားတော့ဆက်နားထောင်လိုက်ပြီးတော့ကောင်းတယ်အဲ့ထုတ်ပြန်မှုနီးတူထုတ်ပြန်မှုနောက်ပိုင်းမှာဒီစစ်သူကြောင့်အုပ်စုရသူတို့လည်းအပြည့်ရတယ်ပေါ့ဗျာစားသဖြင့်သူတို့ဖာသင်မသားဖာသင်စကားပြောလို့ဘယ်သူကရေးစားပြောတာဟမ်ငါတို့ဒီကတိုင်းရင်းသားတွေအခု NUG ဘာညာအကုန်လုံးကအရင်ဆုံးအပြည့်ရမယ်လို့ပြောတာလေအဲ့ဒါမင်းတို့မရက်ဘူးလို့ပြောတာအရင်ဆုံးဟုတ်လားမလားမရက်ဘူးလို့ပြောတော့နောက်ဘေးကနေဝိုင်းအော်တော့မှသိရမှာတယောက်ကဖိအားပေးမှဘာညာမှရက်ပါတယ်လို့ပြောတယ်ရက်ပါတယ်ပြောတဲ့စကားမဆုံးရကိုမှကျဲနေတယ်ကွာအဲ့ဒါမလုပ်တာလုံးမရောက်လိုက်ပြောတဲ့ဟာမင်းမကြည့်အောင်လားသူအဲ့ဒါဒီကောင်ဘလောက်ဖာကြနေလဲဆိုတော့တွက်ကြည့်ပြီနော်ဟုတ်ကဲ့ तू ကအရင်ပြောတာတဲ့ဒီမှာလားအရင်ပြောတာလေဒီအဲ့ဒါကြောင့်ဒီကောင်လေးကတကယ်ကိုလူစင်မမီတဲ့ကောင်ပါဇက်နဲ့ဖင်နဲ့မှားမွေးတယ်ပြောအောင်လဲငါလုံးမပါဇက်ကလည်းလှုပ်ချင်စရာတကွဲမှမရှိအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ညီကိုနှစ်ယောက်ရဲ့တည်င်းတဲ့ကဟာတာများစီစဉ်ပြန်လဲကြိုဆိုလိုက်ပါခင်ဗျာပြန်လဲကြိုဆိုလိုက်ပါတယ်ကိုစောင်းတဲ့ကိုပိုးလေးဒီနေ့တော့ကျွန်တော်တို့တည်င်းတဲ့ကဟာတာများအစီအစဉ်လေးတင်ဆက်ဖို့အလှည့်ရောက်လာပါဗျာဟုတ်ကဲ့ဒီနေ့ကိုစောင်းထက်ယူလာတဲ့တည်င်းလေးကဟာတာလေးတွေလားအာတာလေးတွေလားဆဲရလေးတွေလားအများသောအားဖြင့်တော့ရွေးချယ်လိုက်တဲ့ကောင်ကဆဲတယ်ကောင်ဖြစ်နေတယ်ဟောဆဲရတရင်ဖြစ်နေတယ်ပေါ့အဲ့လိုဖြစ်နေတယ်နော်ဘာလို့လဲဆိုတော့ဒီကောင်ကဟိုဘောမှာပြီးတစ်ဖက်ပိတ်နေတယ်မလားတည်အမားကိုဒီကောင်ကရဲရဲဝံ့ဝံ့ကိုပြောနေတာရုပ်တီဘယ်လိုပြောသူရုပ်တီနေပေါ့လေအဲ့တော့ဘိုးတွေကပြန်ပြောမှဖြစ်မှာလေအခုတရင်ရပါလေဟိုနေ့လားတယောက်သေးလားတယောက်သေးတယောက်သေးဆိုရင်ဟိုပါပေါ့အရှိရတော့တယောက်သေးပေါ့နော်ဒါပေမဲ့အဲ့မှာထူးထူးခြားခြားလေးကိုအညီလေးတစ်ခုနည်းနည်းနမူနာလေးပေါ့အဲ့ဒါရည်စရာလေးလားအဲ့ဒါလေးရှိကြလေးအဲ့ဒါလေးရှိကြလေးနော်ဘာလို့လဲဆိုတော့အခုချိန်မှာကဟို GDP ပြောတာမကောင်းတော့မကောင်းဘူးနော်ငလင်ဘေးဖြစ်သွားတယ်ဒါပေမဲ့အချိန်ကြီးကြံခဲ့သေးတယ်နော်ဒီမှာပူဆွေးတော့ရောက်နေတာအများကြီးပဲအများကြီးဟုတ်တယ်အဲ့ဒါတွေကိုမှဟိုထီရောက်တဲ့ဟာလည်းရှိနေတယ်တင်းတွေကမျိုးမျိုးထွက်တယ်ပေါ့နော်ထီရောက်တော့လည်းရှိတယ်ထီရောက်တာလည်းရှိတယ်တချို့ကြတော့လေဒီမနေ့ကတင်လိုက်တဲ့ဟာလာဆဲကြတယ်ပရိုက်တာငါတို့ကြတော့လေဘယ်လိုလဲဆိုတော့ကွာအနိကနေလာတော့ဘယ်လိုဆောင်ချိုးလဲဆိုတာအတိတာတိပြီးသားအတိတာတော့ဗာလဲဆိုတော့ဟိုပြန်လဲပြီးမပြောချင်လို့တာလက်ရှိပစ္စုပန်ကာလကိုကိုကြီးကပြောပေးတာရှိပြောပေးတာဟုတ်တယ်ပြောပေးတာရှိတယ်ဘာလို့ဒီကုသိုလ်ရေးမှာလဲတိတ်ပြီးမပြောချင်ဒါပေမဲ့မပြောချင်ဘူးဆိုပေမဲ့ဘယ်လိုပြောမတောင်းမှရှိလာပြီဟုတ်တယ်ဘာလို့ဟိုလှူတဲ့လူတွေကတချို့ကလည်းရှိလို့လှူတယ်မရှိဘဲနဲ့လှူရလဲရှိရပေါ့နော်ဒါတရားထက်တန်တော့လည်းလှူတယ်တကယ်ဒုက္ခရောက်တဲ့လူတွေဟုတ်တယ်ဒါပေမဲ့ဂျားထဲမှာအကျိုးမရှိဘဲနဲ့သိရမလားဒီဖြတ်ခုတ်သွားတာလို့သိရမှာဘုံလိုက်တာတို့တွေကကြာတော့မဖြစ်သင့်ဘူးနော်အမျိုးမျိုးနောက်တစ်ခုကမနေ့ကထုတ်နေတဲ့သတင်းတစ်ခုဒီအခုဒါထားပါတော့နော်တဘာဝဘေးရနေကြာမှာတာဟိုလှူမဲ့လှူရှင်တွေဆယ်လီတွေကထွက်ပေါ်လာရတယ်ပေါ့နော်ဒါပေမဲ့အခုစစ်ဘေးကတန်ကိုခံတဲ့စစ်ရှောင်တွေဆိုရင်ဒါနှစ်ကိုဒါနှစ်3နှစ်ထဲကိုရောက်နေပြီနော်လူနှစ်3နှစ်ကတော့မယ်မကတော့နော်4နှစ်မဟုတ်တော့စူးစူးဟိုကပြောတာလေဟိုကများများဆဆကကျတော့နှစ်3နှစ်လောက်ပေါ့နော်အဲ့မှာတော်တော်များလာတာပေါ့အဲ့ဒီလူတွေကြာတယ်သွားမလူကြမသိကြအောင်စောင်းနေတယ်မသိကြဒါလည်းဒုက္ခပဲလေဟုတ်တယ်ဒါပေမဲ့အဲ့ဟာဟိုဘယ်လိုအဲ့စပေးရှောင်နေတဲ့နောက်တစ်ခုကဒီ PDF တို့တော်လန်ရေးသမားတွေမဟုတ်တဲ့လူတွေလည်းအများကြီးပါတယ်အများကြီးပါတက်ခံရတဲ့လူတွေပေါ့နော်ဟုတ်တယ်ဟုတ်အဲ့ဒါတွေကိုလည်းဒါလှူမယ်ဆိုလှူလို့ရတယ်ဒါပေမဲ့အဲ့လိုကြာမလှူကြဘူးဘာဖြစ်လို့လဲဟုတ်လားဒီ pride အမိခံပြီးတော့စီးပွားရေးလုပ်စားလို့မရလို့လားဆိုတော့ဟာဒီမေကိုတွေပေါ့နော်အဲ့လိုပွက်လုံးတွေရိုက်နေကြတယ်ပွက်လုံးရိုက်တာတွေကအများကြီးပဲအများကြီးပဲပေါ့နော်အဲ့ဒီမှာကိုတဲ့ဒါဟိုအဖြစ်မှန်တွေကိုတင်မှာပေါ်ထုတ်ပေးရမယ်အဲ့ဒါကြောင့်မလို့ဒါတော့တချို့အဲ့ဘောမတွေလိုက်တော့သူ့လူကိုဘတ်တာခမရောက်ရင်တော့အားပေးတယ်ပတိုက်တာမိခင်ထီတော့ခမရောက်အချင်းမကြီးလို့လိုးကြတယ်ငါပြောတာရှင်းရှင်းလေးနော်ဟုတ်တယ်ဒီလိုကောင်တွေပဲမေစောက်အုံနောက်မရှိတဲ့ကောင်တွေပဲဒီလိုမျိုးလာပြီးတော့ဟုတ်တယ်လာပြီးတော့ရေးကြတာမှန်းကြတာပေါ့နော်ဟုတ်တယ်ဒါဒီကောင်တွေမှန်းတော့အုံနောက်တွေမထည့်ပါဘာလို့ငါအောက်မှာမန်းတဲ့လူတွေအကောင့်မန်းတဲ့လူတွေကထမင်းသားကြီးတဲ့လူတွေပဲငါရှင်းပါဟုတ်တယ်ရှင်းချင်းလေးပဲငါပြန်နှစ်ခေါက်ပြန်ဆဲပြီလားနှစ်ခေါက်တစ်ခေါက်ပြန်ဆဲလိုက်ဆဲလိုက်ပြောတော့မလို့တော်ထဲမှာနေမယ်ဆိုတော့ဘာလို့လဲ
ဟောတောတော့မလေးဘာလို့ကဟုတ်တယ်နော်ကိုကပဲပြောလို့ပြလိုက်မှာနော်ကိုတွေမှာကဲမင်းတို့လည်းမဆိုင်ဘူးဒါတိုက်တဲ့အဓိကဒီပတ်မိုးပေးဖို့အပိုင်းကိုလုံထန်အောင်ဆိုပြီးတော့နော်လုံနေတာလေအဲ့ဒါကိုဒီကောင်တွေကမဲစောက်ကြီးစောက်ချင်တယ်လာဆဲတယ်အလုံးမဟုတ်တာပါအဲ့ငါတို့ကမေးတဲ့ကောင်တွေမင်းတို့စစ်ပွဲပဲနေတဲ့ပွဲတိုက်ဘူးလေမေးတဲ့ကောင်တွေပေါ့နော်အဲ့ကောင်တွေကိုပြန်မေးလိုက်ခြင်းနေမင်းတို့အဲ့ဒီစစ်မြေပြင်ဘယ်နှခါရောက်ဘူးလဲမင်းတို့ဘောမဘက်ကကောင်တွေပေါ့နော်စစ်မြေပြင်မင်းဘယ်နှခါရောက်ဘူးလဲဟုတ်လားဟမ်ငါတို့ရောက်ဘူးလားခဏခဏရောက်ဘူးလားအဲ့တော့အဲ့ဒါပြန်မေးခြင်းနေပေါ့ကွာနော်ရပါပြီโอเคပါစားလိုက်ပါတော့ထားလိုက်ပါတော့ပြောစားလိုက်ပါတော့ပြောစားလို့โอเคပါအဲ့တော့ကိုစောင်းတဲ့ယူလာတဲ့သတင်းနဲ့ဟာတာများကိုကျွန်တော်တို့အတူတူကြည့်ရှုခန်းစားကြည့်လိုက်ရအောင်တော့တဲ့နိုင်မယ်ကျွန်တော်တို့အောက်မှာမန်လေးတွေလုပ်ပေးကြပါလာဆဲပေးကြပါအောင်ဗျာโอเคဟုတ်နော်ဟုတ်ပါလေဒီတော့ဘုံကြီးငွေတိုင်းနေဆိုတော့တဲနေတာဝေဘယ်တော့ဝေးနေတာစက်ကူတင်သွားရစက်ကူပါဘုရားဆဲနေတာနော်ပြောမှဆိုလို့လေဟိုကလည်းပြောတယ်ဟိုစက်ကူပါတဲ့ဟာဘယ်လိုကြက်ဖာကြီးဟာကြက်ဖာအဆူတော့ကြက်ဖာဆူတော့ကြက်ဖာကမိုးလေဟုတ်တယ်ဒါအဆူတော့ကြက်ဖာဘယ်ဆူတော့ကြက်ဖာရုပ်ကိုကြည့်သူကြပါသူကြပါဟုတ်ဒါကြတော့ဒါလူတက်တာအားပေးတဲ့အဲ့လိုဖြစ်သွားပြီအရေးချုပ်ကတုံးကူဒါလူတက်ဖို့အတွက်ထပ်ပြီးတော့ပတ်စံတွေထပ်ပေးလိုက်တောင်းပေးလိုက်တာနော်တောင်းစားပြီးဖြည့်ပေးလိုက်တာတောင်းစားပြီးဖြည့်ပြီးတယ်ဖြည့်ပေးတယ်ကလည်းတခြားပုံကူမဟုတ်ဘူးကျွန်တော်မန္တလေးရေကြီးတော့သူနဲ့ဆရာတော်ရှိတယ်ငလင်လို့တော့ပြောပါများတော့မှဘယ်ကနေဘလူထွက်ပေါ်လာတယ်ဒါပေမဲ့သူကမင်းမစိုးမော်လမြိုင်သွားတာတညာတဲ့နဲ့2000ရတယ်2000သူကလေးဂူသူသွားရှောင်းတာတပည့်တော့ပတ်စံသွားရှာတာလေမော်လမြိုင်နဲ့တညာသွားရေးလိုက်တာ2000ရတယ်တညာသွားရေးတော့2000ရတယ်ဟို live မှာကတော့30ကြာဟုတ်ပါဘူး30 2000ပါမယ်ကောင်းမလေးတွေပြောတာဟောကောင်းမလေးကောင်မလေးတညာအဲ့သူကြောင့်2000လှူရင်မဟုတ်ကောင်မလေးကြောင့်လှူရင်လို့တဲ့တညာ30တဲ့တင်ထားသူက2000ပဲရတယ်သူတော်တော်နေတော့နော်ဒီလည်းပြန်ပြန်ရအောင်ဒီတိုင်အောင်ပြန်လို့လိုက်တယ်နော်ကိုယ်ကတက်တာဒီတော့တမောပေါက်ကူလို့ကြိုက်လို့ဟုတ်ဆက်ပါဦးပါဦးပါဆက်ပါဦးဆက်ပါဦးဒီပုံ大帽呢？我这都讲了。ရေးရတယ်ဒါရေးရတယ်အဲ့လိုတော့ရှိရနော်ရေးရတယ်ဆိုတာသူကတကယ်ကိုဟိုမှာသွားပြီးတော့အလူခံလာတယ်ဟုတ်တယ်နော်ဒီမှာကျတော့တကယ်ဒုက္ခရောက်တဲ့လူသွားထူလာမဟုတ်ဘူးမဖြစ်ဘဲနဲ့လူသက်သမားလက်ထဲလူသက်အားပေးတဲ့ကောင်းရဲ့လက်ထဲကိုပတ်စံတွေထည့်ပြီးလိုက်ပါနော်ဒါဆိုရင်ဖြစ်ကျွန်တော်တို့ပြည်သူများလည်းဒီဗီဒီယိုဖိုင်ကြည့်တာနဲ့အတိမှာပါเนาะကျွန်တော်တို့ပထမတစ်ခါတုန်းကလည်းဗီဒီယိုဖိုင်တစ်ဖိုင်တက်လာတယ်ချက်ဖာကြီးပဲရှင်ပြခုမှလာတယ်နင်တို့မသေးဘူးလားမသေးတာပဲကံကောဟာမသေးပြီးတာပဲမသေးပြီးတာပဲဆိုတော့အဲ့လိုမျိုးလည်းရှိတယ်ပေါ့ဗျာခက်ထားတော့ဒါတော့သူတို့ဖုန်းကြီးတကန်တော့ဗျာဖုန်းကြီးကလည်းဖုန်းကြီးတကန်တာအဲ့လိုဟိုပေါ့ပြောချင်တာအဲ့မှာပြောချင်တာတွေကတည်းကဘာပရာဟိတဆိုတဲ့ခေါင်းစဉ်အောက်မှာအဲ့လိုမျိုးပေါ့နော်ထိရောက်စွာမလုပ်ကြဘဲနဲ့နော်ကိုလက်တင်ရလေးပဲပြန်မျှဝေတယ်ဆိုတဲ့ဟာတွေကဒါတက်ခါရပဲဟုတ်တယ်နော်ခုလာအောင်ပါနောက်တစ်ယောက်ကကြော်စိုးဒီကောင်ကဘလောက်ဖာကြပြီးတော့ပြမလားကိုဒီဘက်ကပြန်စော်ရအောင်နော်ဟုတ်လားအဲ့တော့ဒီကောင်ဘလောက်ဘလောင်းပလဲကြမလဲဆိုတော့ဒါကတော့ဆဲတင်သွားဟုတ်လားဆဲတင်သွားတင်းနဲ့ဟာတာတယ်မဟုတ်တော့နော်ဆဲတင်ရဆဲတင်တော့โอเคဆဲတာဖြစ်သွားပြီနားတော့နော်အဲ့မှာအဲ့ဟိုပေါ့ဒီအိန္ဒိယဒီပရာဟိတသမားတယောက်ကနှစ်ရက်ပဲကြာလိုက်တယ်နော်တနက်နဲ့ထောက်ပြီးတော့တနက်ထောက်တော့မဟုတ်တနက်အောက်မှာသူမလုပ်ချင်ဘူးတနက်ပြောင်းမရှိမှမလုပ်ချင်ဘူးအဲ့တော့မှတက်လာပြီးတော့လေကလေးလေးတယောက်နဲ့သူထိုင်နေတဲ့အချိန်မှာကလေးလေးကခမဖုံသိမ်းထား
ဟိုမှာစစ်သားရှိတယ်ခင်ဗျားစလိုက်မယ်လို့ပြောတော့အဲ့လောက်တော့ပဲလားမင်းတို့မြန်မာနိုင်ငံဘာညာပေါ့နော်အဲ့ဒါသူကဟိုမှာဝါရပြန်ဖြတ်လို့ဆိုတော့လောက်ထားတာနော်တစ်ချက်ကြည့်လိုက်နော်ဟုတ်ကဲ့ရောက်ရှိလာပြီးတဲ့နောက်ပိုင်းမှာအိန္ဒိယနိုင်ငံသားတယောက်ကဒါသူက31ရက်နေ့မှာရောက်တယ်ရောက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်3ရက်နေ့မှာမြန်မာနိုင်ငံကနေပြန်ထွက်ခွာသွားတယ်ပေါ့ပဲပြန်သွားတယ်ပေါ့ပြန်သွားပြီးတဲ့နောက်ပိုင်းအိန္ဒိယနိုင်ငံကိုရောက်တဲ့အခါမှာသူကတနက်ပြောင်းဝရရဲ့ရှေ့မှာကဲစိမလုပ်ချင်တော့လို့သူနေရက်ပြန်တယ်ပေါ့ဗျာစသဖြင့်ဒီလိုမျိုးသူရေးတင်လိုက်ပါတယ်အဲ့ဒါမှန်တာပဲလေအမှန်တရားရေးတင်တာဘာမှားနေလို့လဲမင်းရတယ်သူရေးတာအမှန်တရားလေစောက်ယူကောင်ရဲ့အဲ့ဒါပြောတာမဟုတ်လို့လားမင်းကဲစိလုံးတဲ့ကောင်တွေမင်းတို့ကလည်းမှာကဲစိလုံးနဲ့ည10နာရီကျော်ရောက်နေမင်းတိတ်လို့ကဲစိရေးချက်ချင်းနားပြရတာမင်းတို့တနက်ပြောင်းဝရရောက်မဟုတ်ဘူးလားဟုတ်တယ်နောက်တစ်ခုကဟိုဘယ်လိုပြောမလဲအရေးကြီးတဲ့နေရာကိုလည်းအရင်မကဲခိုင်းဘူးမင်းတို့ဒီရောက်ဒီနေရာကဲဒီနေရာဟုတ်အဲ့လိုမျိုးပေါ့နော်သူတို့ခိုင်းတဲ့နေရာကိုပဲလှုပ်တာတချို့ပြည်သူတွေမတည်တင်မဲနဲ့ကျွန်တော်တည်ရတယ်အများကြီးပေါ့စစ်ကောင်စီကြောင်းပဲလာမအများကြီးလာစောင့်အဲ့ဒီရေးတင်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှေ့ရတင်ပြခဲ့သလိုပါပဲဒီပြည်ပြင်းမီဒီယာတွေစစ်သွေးကြွမီဒီယာတွေကဝေဝေဆဆာဒါဖော်ပြခဲ့ပါတယ်ဝေဝေဆဆာဖော်ပြခဲ့ပါတယ်အဲ့တော့သူတို့ရဲ့ရွေချက်ကတော့ဒါမြန်မာနိုင်ငံကိုဒါလူမှုကူညီရေးအဖွဲ့တွေရောက်မလာဘူးတနည်းအားဖြင့်ဗျာဒုက္ခရောက်နေတဲ့မြန်မာနိုင်ငံသားတွေတေချပေါ့ဗျာတေချဆိုတေချဖို့ပေါ့ဗျာသူတို့ကတော့ဒီအမျိုးမင်းမေတာမင်းလူလိုက်တော့ကတော့ပါရဲ့အဲ့ဒုက္ခရောက်ပြီးတေချဆိုတာမင်းအမေလင်းမင်းအွန်လိုင်းလောက်တာရှင်းလားမသိဘူးလူမှသားမျိုးမင်းတို့ပါစက်ကပေါက်ပန်း40ကြီးမင်းတို့ရှောက်ပြောအဲ့လိုဆိုပြောလူမှသားမျိုးတွေဆေးရတယ်ဗျာကတော့ဗျာငါလည်းကတော့ရတာခဏငါ YouTube channel ကြည့်တဲ့လူတွေအဲ့ဒါမို့ဒီကောင်လေးကတော်လေးကိုတော်လူတွေမှာရှိတဲ့ကောင်ဗျာပြောမဆုံးတော့လူမဖြစ်လာတဲ့ကောင်ပြောချင်တာဟုတ်လားနော်တကယ်အစိတ်တောက်မှာအစိတ်တောက်တော့ဟိုဘယ်လိုပြောမလဲဒီစစ်ပွဲဆိုတာစစ်ပွဲမလို့လားမြေပြင်မှာကြံပြီးတော့ပုံကျဲပလိုက်ရမလားစစ်စစ်နဲ့ကြည့်အောင်လုပ်လိုက်ခါတဲ့အကုန်အပြောင်ရှင်းပါညာလဲဟုတ်ကဲ့ပရိုက်တာဆိုတာပရိုက်ကိစ္စပဲလောက်လာတော်ကြက်တီတုံးတော့ဆိုပါတယ်မျိုးလုံးဆိုပါတယ်တိုးတော့လည်းပဲနိုင်ငံတကာကသူတို့ရဲ့အဖြတ်လုပ်ငန်းတွေကိုမကြည့်ဘဲနဲ့ဒီလက်ရှိကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့ဒီငလင်ဘိန်းနဲ့ပတ်သက်ပြီးတော့သူတို့လာရောက်ပြီးတော့ပူးပေါင်းပြီးတော့ကိုကြီးဆောင်ပေးခဲ့ကြပါတယ်စောက်ယူကောင်ကထပ်ပြောမယ်မင်းဟိုကရေးတာသတင်းမှန်နေရေးတာမင်းဘယ်နိုင်ငံမှမလာပါနဲ့လို့လည်းသတင်းနဲ့မပေါအောင်နမလို့ရဲ့မင်းပြောနေတာအခုနော်မင်းပြောနေတာမင်းစောက်ပစကထွက်တာအဲ့လိုမင်းဘယ်သတင်းမှတွေ့တယ်ကဲဘယ်သတင်းမှရေးတာနိုင်ငံတကာလာမကူညီပါနဲ့လုံးမသာပြောတာမင်းပြောနေတာအဓိကကွာဘယ်လိုလဲဆိုတော့ဒီလားဒီနိုင်ငံတကာလာတဲ့အကူညီရောပြည်ရောအကူရောကဒီဒုက္ခရောက်တဲ့ပြည်သူကိုတိုက်ရိုက်ကူကိုပြောတာအခုသူတို့လက်ထဲကိုပဲထည့်ရမယ်နော်အဲ့မှာဘယ်လောက်ဖြောင်းလဲအခုကြက်ကြည့်လေရထားတာဘီဒီယံမနေဘူးနော်ဟုတ်တယ်ဒေါ်လာကိုအခုပါလေတကယ်တေသွားတဲ့လူတော့တယောက်10သိန်းပဲကြားတယ်အဲ့ဒါတော့မှသူတို့လက်တင်ရပဲနော်တကယ်တေတာအခုလက်ရှိကအမှန်တကယ်က4000ကျော်နေပြီတကယ်တေတော့သူတို့ထုတ်ပြန်လာ3000ကျော်ပဲရှိသေးတယ်အဲ့မှာတွေကစဖြောင်းနေပြီကတောင်းသားတွေကဟုတ်လားအဲ့စဖြောင်းနေတွက်ကြည့်လိုက်အဲ့10သိန်းလေးကိုပဲပြောနေတာနော်တူး10သိန်းနဲ့တူး10သိန်းတော့မှ तू ကလူစင်းကိုရှော့နေပြီကွာပြီးတာမှလာတာအခုနိုင်ငံကောင်ပြောမယ်နိုင်ငံပေါင်း20လောက်ကလာကူတာနော်ဒီမလာမဲနဲ့ပေးတာတော့အများကြီးအဲ့ဆိုနည်းနည်းတော့မဟုတ်ဘူးသူတို့ဘုံကြီးဒီကဒီလိုမျိုးဒီအိန္ဒိယနိုင်ငံသားတယောက်ရဲ့သူ့ရဲ့လူမှုကွန်ရက်မှာရေးသားမှုနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ရုံကလည်းသူတို့ထုတ်ပြန်ချက်တွေထုတ်ပါတယ်သူတို့ထုတ်ပြန်တဲ့အခါမှာဘာသာပေါင်းစုံရေးပြီးတော့ထုတ်ပါတယ်အဲ့မှာသူရေးသားတာကဤလူမှုကွန်ရက်မီဒီယာပို့ကိုတဲ့တူတယောက်ကရွေပါတယ်တနည်းအားဖြင့်သူ့ရဲ့နိုင်ငံသားကိုရွေပါတယ်တဲ့၎င်းပို့တဲ့အဆိုပါပုဂ္ဂိုလ်ကြီးပုဂ္ဂလိကအထင်မြင်ချက်ကိုဖော်ပြသည့်ပို့တာဖြစ်ပါတယ်အိန္ဒိယအစိုးရရဲ့ရည်တည်ချက်နဲ့လုံးဝမသက်ဆိုင်ပါဘူးထို့ပြင်သက်ဆိုင်ရာမြန်မာအာဏာပိုင်များ၏ကြိုတင်ခွင့်ပြုချက်မရှိဘဲနဲ့မြန်မာနိုင်ငံရှိသတင်းမီဒီယာများတွင်သတင်းပေးပို့ခြင်းကိုရှောင်ကျဉ်ရန်အိန္ဒိယနိုင်ငံသားများအားအကြံပြုတိုက်တွန်းအပ်ပါသည်ပေါ့။အဓိကတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံကနေပြန်ထွက်သွားတဲ့အိန္ဒိယနိုင်ငံသားတယောက်ရဲ့ရေးသားမှုကသူတယောက်နဲ့သာသက်ဆိုင်ပါတယ်။အိန္ဒိယနိုင်ငံနဲ့လုံးဝသက်ဆိုင်မှုမရှိပါဘူးလို့ကျွန်တော်တို့အိန္ဒိယအစိုးရကအတိအလင်းဒါထုတ်ပြန်ပေးခဲ့တာလည်းဖြစ်ပါတယ်။ဒါတော့ကျွန်တော်တို့အိန္ဒိယမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ရုံရဲ့ထုတ်ပြန်ချက်ပါ။နောက်ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့ဒီစစ်သွေးကြွမီဒီယာတွေကတော့ဒီပေါ်မှာမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ရုံကဒီလိုမျိုးရှင်းလင်းထားပါတယ်ဆိုတာကတော့သူတို့လုံးဝဖော်ပြတာချင်းမရှိပါဘူး။သူတို့မျက်ကွယ်ပြုထားပါတယ်။ဒါကဘာကိုပြနေလဲဆိုရင်ဒီပြည်ပမီဒီယာတွေရဲ့သူတို့ရဲ့အကျိုးစီးပွားကဘာလဲဆိုတာမြင်ရမှာဖြစ်ပါတယ်။ဒီပြည်ပမီဒီယာတွေကိုတနည်းအားဖြင့်ဒီနိုင်ငံတကာမီဒီယာလို့ကြွေးကြော်နေတဲ့သူတွေပြီးကျွန်တော်တို့လက်ရှိဒီထိုင်းမြန်မာနယ်စပ်မှာရည်တည်နေတဲ့မီဒီယာတွေပြည်ပြင်းမီဒီယာတွေအပါအဝင်အခြားသောနိုင်ငံတွေမှာအခြေစိုက်နေတဲ့ပြည်ပြင်းမီဒီယာတွေအားလုံးကလက်ရှိဒီမြန်မာနိုင်ငံမှာပြည်ပကတွေကြီးထွားဖို့
ကျွန်တော်တို့ရဲ့ဒီလူဖွဲ့စည်းအချင်းချင်းတက်ဖြတ်ဖို့ပြိုကွဲဖို့ အေးလို့လုံးမသားမျိုးကတော့ပါဟမ်မင်းတက်ပြတ်ဖို့ဘယ်မီဒီယာမြောက်ပြီးတော့တွေ့မင်းစောက်ပါစကပဲအလင်းနဲ့ကျဲချလိုက်ပြီးပြီလေဟမ်ပေါင်း9လုံးနဲ့ကျဲချလိုက်ပါလားဟမ်လုံးမသားမျိုးမင်းတို့ပဲတက်ဖို့ဖြတ်ဖို့ပြောနေတာ လောင်းမပြီးမယ်လောင်းမဒီဘလောက်မလဲဘလောက်ပြောမလဲဆက်လာတော့လောင်း မြန်မာနိုင်ငံကြီးမတိမငြိမ်ဖြစ်ဖို့သူတို့ကဒီအကျိုးကိုလိုလားနေတဲ့သူပါဒီလိုမျိုးဒီမြန်မာနိုင်ငံမှာလူဖွဲ့စည်းတွေတိုင်းပြည်မငြိမ်မသက်မှုတွေဖြစ်မှာသူတို့ကအခြားသောကျွန်တော်တို့နော်ဝေနိုင်ငံအပါအဝင်အခြားသောနိုင်ငံတွေဥရောပနိုင်ငံတွေအပါအဝင်အခြားသောနိုင်ငံတွေကလည်းသူတို့ကဒီ proposal တွေတင်တယ်ပေါ့တင်ပြီးတော့သူတို့မီဒီယာကိုထောက်ပံ့ပေးပါပေါ့မြန်မာနိုင်ငံမှာဖြစ်နေတဲ့ဖိနှိပ်မှုတွေသူတို့ဖော်ပြမယ်လို့ဒုခွေတွေအကောင်းအောင်လုပ်မယ်စသဖြင့်သူခေါင်းစဉ်မျိုးနဲ့သူတို့ကဒီ project ပြပြီးတောင်းစားတဲ့ဖွဲ့ပါတနည်းအားဖြင့်သူတို့ကတကယ်drown စားတာဖွဲ့ပါအဲ့တော့drown စားပါဒီ drown စားမင်း drown စားနော်မင်းဟုတ်ပြီထားမင်းဒီထားပေါ့မင်းတို့စစ်ကောင်စီကိုပြောနေတယ်လို့ drown စားပဲထားလိုက်တော့နော်မင်းတို့ကောင်တွေကျတော့ဒီသူကမင်း online လီးစုံမှာစားတယ်ကွာဟုတ်မှသာမင်း online အကြိုက်လိုက်ပြောမှစားနေရတဲ့ခွေးလိုးမှသားမျိုးတွေဟုတ်လားတော့ငါဆဲမိသွားတယ်ဆဲမိသွားဆဲရမှာဟုတ်တယ်ကောဆဲရမှာနော်ဟောဆိုဒိတ်မဲ့မှမရှိကြဟုတ်တယ်နော်ပြောင်းရအခုလောင်းပါအခုရှေ့ကြစစ်သတင်းဟာလာပါနော်ဒီကလက်ထောင်ကျဲပါနော်လက်ထောင်ကျဲပါဂျုံမပြောချင်တော့ကြဂျုံပြီးဖော်ရဖြစ်နေတယ်လို့နောက်ဆုံးသတင်းရတော့ဗျာဒီတက်မတော်ကဒီငလင်ပေးကြောင်းပေါ့ဗျာကျွန်တော်တို့ဒီအပြည့်ရက်တယ်ပေါ့တက်မတော်တော့ဒီကဘာတိထုတ်ပြန်လိုက်တယ်ပေါ့ထုတ်ပြန်လိုက်လီးကိုအပြည့်ရက်တာဟမ်မင်းတို့အဲ့မှာအပြည့်ရက်တယ်ဆိုတော့လိန်နဲ့ဘုံကျဲတာရလီးလာလာမအဲ့ဒါလာမတင်ကြခဏနားထောင်လိုက်ဆက်နားထောင်လိုက်ပြီးတော့ကောင်းတယ်အဲ့ထုတ်ပြန်မှုနီးတူထုတ်ပြန်မှုနောက်ပိုင်းမှာဒီစစ်သွေးကြောအုပ်စုတွေသူတို့လည်းအပြည့်ရက်တယ်ပေါ့ဗျာစသဖြင့်သူတို့ဖာသိမ်းမှာဒါဖာသိမ်းစကားပြောတယ်ဘယ်သူကရေးစားပြောတာလဲဟမ်ငါတို့ဒီကတိုင်းရင်းသားတွေရောအခု NUG ဘာညာရောအကုန်လုံးကအရင်ကအပြည့်ရမယ်လို့ပြောတာလေအဲ့ဒါမင်းတို့မရက်ဘူးလို့ပြောတာအရင်တော့ဟုတ်လားမရက်ဘူးလို့ပြောတော့နောက်ဘေးကနေဝိုင်းအော်တော့မှသိရမှာတယောက်ကဖိအားပေးမှဘာညာကရက်ပါတယ်လို့ပြောတယ်ရက်ပါတယ်ပြောတဲ့စကားမဆိုးလို့ကိုမကျဲနေတယ်ကွာအဲ့ဒါမလုပ်တာလို့မင်းအောင်လိုက်ပြောတဲ့ဟာမင်းမကြည့်အောင်လားသူအဲ့ဒါဒီကောင်ဘလောက်ဖာကြနေလဲဆိုတော့တွက်ကြည့်ပြီနော်ဟုတ်ကဲ့ तू ကအရင်ပြောတာတဲ့ဒီမှာလားအရင်ပြောတာလေကြည့်အဲ့ဒါကြောင့်ဒီကောင်လေးကတကယ်ကိုလူစင်မမီတဲ့ကောင်ပါဇက်နဲ့ဖင်နဲ့မှားမွေးတယ်ပြောအောင်လဲငါလုံးမပါဇက်ကလည်းလှုပ်ချင်စရာတကွဲမှမရှိအဲ့လိုကောင်ခါရဝီလိုက်ထုတ်ကြတယ်ပေါ့အဲ့တော့တကယ်အပြည့်ရမှုကိုတကယ်ကောကျွန်တော်ဒီလက်နက်ကိုင်အဖွဲ့တွေကတကယ်ကောသူတို့တွေရှင်းသုံးခဲ့ရလားတကယ်ကောလိုက်နာကြရလားဒါတော့ကျွန်တော်မေးကြပါအဲ့တော့ဒီကာလမှာကျွန်တော်ဒီရက်ပိုင်းမှာကျွန်တော်အချက်လိုက်ချုပ်တွေရှိပါတယ်ခရောကြီး KNU အဖွဲ့တွေကကျွန်တော်တို့ယထာလမ်းပိုင်းမှာကျွန်တော်မိုင်းခွဲတာတွေလုပ်တယ်ပြီးရင်ကျွန်တော်တစ်ဖက်မှာလည်းဒါစစ်သွေးကြွ A ကဒီတက်စကန်တွေဝင်တိုက်တာတွေလုပ်ပါတယ်တိုက်ပါဗောမင်းအမေလင်ကဟိုမှာအဲ့ဒီကိုစစ်တွေဟိုတို့တွားကျဲတာကြောက်ကြည့်ကိုတွားကျဲတာတွားကျဲတော့ဟောဆော့ပြီလေရှင်းလေးငင်းရလေတကယ်အားမလို့သူတို့ရေလောက်တာကြောင့်အကြီးလို့တော့ကျွန်တော်သူကမပြောဘူးဟုတ်လားဟိုမှာစကန်းတိတ်လာကျွန်တော်တိတ်ပါပဲလေမင်းရတယ်ပြီးတော့ဒီကောင်လာသေးတယ်ဟိုတနေ့အဲ့စစ်ထွတ်ဘက်မှာလေအဲ့လိုပထမကြီးကားနဲ့ဟိုကားနဲ့စီးကိုအဲ့ဒါကို PDF တတ်တယ်ဆိုပြီးတော့ PDF ပြစ်တယ်ဆိုပြီးလောက်တာတက်မတော်ပြစ်တာအတက်ကပြစ်တာစစ်တပ်ကပြစ်တာတက်မတော်တို့ပြောတာတက်မတော်ဟုတ်ဒီမှာခွေးတွေပြစ်တာအဲ့ဒါကိုဒီကောင်လေးပြောင်းလေးတော့တကယ်ဟုတ်ပြီလားတော်ချက်တီတုံးတဲ့ထဲမှာဒီကောင်အထိုက်ဆုံးပါအဲ့ဘောမှာထဲမှာလေဟိုဟောမဟုတ်ဆိုဘုံဟောမှာသိတယ်မလားဟုတ်တယ်ဟိုအမှန်လေးနဲ့ထုတ်တယ်သိရမလားဟိုပြောချင်တာပြောတယ်မူလပြောတယ်သိရမလားအဲ့သူကအဲ့လိုမျိုးဒီကောင်ကျတော့တစ်ဖက်တက်ကြီးကိုသိရမလားကလိန်ကချစ်ကြီးပဲဒီကောင်ပြောတယ်ဒါဆောက်ပါဟောဒီကောင်ဟိုနေရွေးကောက်ပွဲဝင်မဲ့ကောင်ဆိုတော့လေပြောပါသေးကွာစောင့်ကြည့်မင်းစောင့်ကြည့်ပါအကန်ကောင်းလို့မင်းလည်းအဲ့နေပြည်တော်မှာပါသွားတာဟိုနေပြည်တော်လည်းဟိုတွေ့တယ်တရေတက်လာလေဟမ်ခေးတဲ့တိုက်ရည်ဆိုတစ်ခါကလုံးဝပြိုကျကုန်စောအဲ့ဒါလုံးဝဖုံးထားတာအဲ့ဒါဖုံးထားတာနော်နင်းနေဖုံးထားတာလုံးဝဝင်မခံဘူးမှာဆိုလည်းပဲကျွန်တော်တို့ဒီစကိုင်းတိုင်းဒေသကြီးအင်းတော်ပြီးကျွန်တော်ချင်းမိနယ်ဖလန်အဲ့ဒီချင်းမိနယ်ဖလန်နဲ့အင်းတော်ကိုအကြပ်ဖတ်သမားတွေကအလုံးရင်းနဲ့တိုက်ပါတယ်အလုံးရင်းနဲ့တိုက်ပါတယ်တော့အဓိကတော့ဗျာစစ်တိုက်ကတော့နိုင်မှုတိုက်ကြတာပါပဲသို့တော်လည်းပဲသူတို့ထုတ်ပြန်တယ်ပေါ့ဗျာသူတို့ကလက်ရှိထုတ်ပြန်ခဲ့ပါတယ်တက်မတော်ထုတ်ပြန်ပြီးနောက်ပိုင်းမှာသူတို့လည်းထုတ်ပြန်ပါတယ်အဲ့တော့သူတို့လည်းအပြည့်ရကြအောင်ပေါ့တကယ်ကိုအပြည့်ရကြရည်လားအဲ့ဒါမင်းမေလင်မင်းအောင်နိုင်အောင်ရင်မေးခွေးလုံးမသားမျိုးရဲ့တကယ်ရောပြည့်ရတာမင်းမေလင်မင်းအောင်နိုင်အောင်ရင်မေးခွေးလုံးမသားတကယ်ကောင်းဆိုရတယ်တက်မတော်ကအပြည့်အကြောင်းဘယ်တော့ပဲထုတ်ပြန်ပြန်ဒီတက်မတော်ကလိုက်နာတော့လဲပဲဒီအခြေအနေပေါ်မှာကျွန်တော်တို့လက်နက်ကိုင်ဖွဲ့တွေကလိုက်နာခြင်းမရှိဘူးဒီလက်နက်ကိုင်ဖွဲ့တွေကဘယ်လောက်ထိလိုက်နာခြင်းမရှိလဲဆိုရင်ကျွန်တော်ရှေ့မှာတမိုင်းနေရှိခဲ့တယ်ကျွန်တော်တို့
ဖတ်ပူးခဲ့တဲ့ကျွန်တော်တို့ဥနေဝင်လက်ထက်ဗိုလ်ချုပ်ကြီးနေဝင်လက်ထက်ပေါ့ဗျာဗိုလ်ချုပ်ကြီးနေဝင်လက်ထက်မှာလည်းဒီမျိုးလုပ်ခဲ့ပါတယ်တော့ဗိုလ်ချုပ်ကြီးနေဝင်နှိမ်နေလိုက်နှိမ်နေကတပ်မတော်ကနှိမ်နေလိုက်ပေါ့နှိမ်နေလိုက်ကမှကျမသမားလည်းအင်အားပြုံးလာတဲ့ခါမှာတို့လူအင်အားတို့အပြည့်ရပြရစီလက်မှတ်ထိုးပြရစီငင်းငင်းထိုးပြရစီပေါ့ဗျာဒီလိုလဲလို့မှငါတော့အဲ့လိုမကြောက်ဘူးကွာဟိုတိုင်းသားလက်နဲ့ကင်လူမင်းတို့ပဲလီးဆုပ်ပြီးတော့အပြည့်ရပါလက်မှတ်လေးထိုးပေးပါဟိုဟာလေးပေးပါမယ်ဒီလုပ်ခွင့်လေးပေးပါမယ်ဆိုတော့ငါလုံးမသားတွေမင်းတို့ပဲစီးရုံးတာလေးတိမ့်သွင်းတာလေးအပြည့်ရမယ်ဆိုပြီးတော့မင်းတို့မရက်ဘူးလေမင်းတတိတွေပြောင်းမြန်နေမပြောနဲ့လို့မှသားရဲ့နော်ငါလည်းစာဖတ်တယ်ဒီကဲဆောက်ယူကောအဲ့ဒါတချို့ကမသိရလို့ပေါ့နော်အဲ့လိုတမိုင်းမမီခဲ့တဲ့လူဆိုရင်တာဒီကောင်တွေပြောတာနဲ့လမ်းဆုံးသွားမှာအဲ့လိုကောင်တွေပဲအခုကလည်းဒီကတော့ထောက်ခံနေတာပါနော်ဒီစစ်တပ်ကွာအဲ့ဒီအင်အားဆိုတဲ့ထက်တိုက်တယ်ဒီလိုနဲ့ပဲကျွန်တော်တို့ကဒီလက်ရှိတန်နေရကဒီတိရောက်လာတာပေါ့ပြီးရင်လည်းကျွန်တော်တို့အနည်းဆုံးသိခဲ့ရတာပြီးခဲ့တဲ့တမရာကြီးဦးသိန်းစိန်လက်ထက်မှာဆိုရင်လည်းပဲဒါကျွန်တော် NCA တွေလုပ်ခဲ့ကြတယ်ပြီး NLD လက်ထက်မှာလည်း NCA လက်မှတ်ရေးထိုးကြတယ်အဲ့ဒီလက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့တွေတောင်မှလက်ရှိကာလမှာသူတို့ဓာတ်နှက်ကင်ပြီးတော့နိုင်ငံတော်ကိုပုံကန်နေတာဖျက်ဆီးနေတာဟုတ်လုံးဝတော်ပြီကျွန်တော်တော်ပြီလားဒီမှာပဲရက်တော့ဆက်ပြောရနိုင်ငံတော်ကိုဖျက်ဆီးတာဘယ်ကောင်စဖျက်ဆီးတာလဲဘယ်မအေလို့ဖျက်ဆီးတာလဲဟာလုံးမမင်းတရင်เนี่ยဟာတာများမဟုတ်တော့တရင်เนี่ยဆဲတယ်များဖြစ်နေဟိုဒါကဒီຢာကြီးကျတော့ပြောမရပါဘူးမသိတဲ့လူကသိတာမှာဒါကြီးကတကယ်ထင်တယ်မှာလေဟုတ်တယ်ဘယ်လောက်ထိပြောင်းနေတော့သားဆိုတော့စပြောတာဒိုဘကစပြောတာနော်မရက်ဘူးလို့မင်းပထိုးရပြောတာပြီးတော့ဝိုင်းအော်သိတာမလားအကုန်လုံးကမရက်ဘူးပါကြောင့်ဆိုတော့မှရက်ပါတယ်လို့သူပါစက်ကပြောတော့မရှိတယ်ဟိုကကျဲတယ်နော်တောက်ချောက်ကျဲတယ်နေမမလို့ပြီးသွားရင်သူထိုင်ကိုလာတယ်လာတဲ့ချိန်လဲကျဲတာပဲနော်ဒီလောက်ငလျင်ကြီးဘေးကြီးဖြစ်နေသူများဆိုရင်တခြားနိုင်ငံရောက်နေတော့မှသူများကောင်းတော့ဆိုပြန်လာတာဟုတ်တယ်သူကဒီမှာတန်လိုက်ထားလိုက်ပြီးတော့သွားတာတော့ကောက်ကလူရဝင်နေလို့သွားတာမရအောင်လည်းတော့ပြီးတော့ခိုးပြီးဝင်ပြီးတော့ထားလိုက်ပါတော့ကျွန်တော်ဒါလေးတွေကျွန်တော်ဘာလို့ပြန်ပြောနေရလဲဆိုတော့တချို့ကြတော့ဒီကောင်တချို့တမိုင်းမမီခဲ့တဲ့ကျွန်တော်ညီငယ်ညီမတွေငယ်ရှိတယ်ကလေးရှိတယ်ဒီကောင်တွေပြောတဲ့စကားကိုအဟုတ်ကြီးထင်မှာဆိုတဲ့အတွက်ကျွန်တော်တို့ကဒါပြန်ပြီးတော့ပြောနေရခြင်းဖြစ်တယ်တချို့ကျွန်တော်တို့တောင်းသားတွေအရန်ကိုဘယ်လိုပြောမလဲဘယ်လိုပြောမလဲသူတို့ကဟိုနေ့မှာရိုးသားတယ်ပေါ့နော်ရိုးသားတယ်အဲစကားတခွန်းကြောင့်ကျွန်တော်တို့ဘယ်လိုပြောမလဲဒီတမိုင်းအမားကြီးဖြစ်သွားမှလည်းကျွန်တော်ကစိုးတယ်ပေါ့ဗျာဟုတ်တယ်ဒါကြောင့်ကျွန်တော်ကဒီလိုအစီအစဉ်လေးတွေပြန်ပြီးတော့ဒီဘောမားတွေပြောတဲ့စောက်တလွဲသတင်းတွေကိုကျွန်တော်ကပြန်ပြီးတော့တင်ဆက်ပေးနေရတာဖြစ်ပါတယ်ဗျာနော်ဟုတ်ကဲ့ကိုစောင်းနိုင်ရေးကိုလေးကျွန်တော်ညီကိုတယောက်ရဲ့သတင်းတွေကဒီနေ့တော့ဆဲစရာညာဖြစ်သွားတယ်နော်ငါလည်းဒီအစီအစဉ်ကိုပြောင်းတော့ဆဲစရာလားကြီးစရာလားဆိုတော့ပြောင်းမှရတော့နော်အဲ့ဒါကဆဲကြီးရနော်โอเคပါကျွန်တော်ညီကိုတယောက်ရဲ့သတင်းတွေအားသာများစီဆိုပြီးပြည်သူများကြိုက်နေတဲ့တယ်လို့ထင်ပါတယ်ကျွန်တော်တို့နောက်နေ့ဒီမှာလည်းကိုစောင်းထက်ယူလာတဲ့သတင်းလေးတွေဟာဘလို့သတင်းလေးတွေဖြစ်မလဲဆိုတာဆက်လက်ကြည့်ရှုစောင့်မျှော်အားပေးကြပါအောင်လို့ပြောရင်းနဲ့ကျွန်တော်ညီကိုတယောက်ကိုနားခွင့်ပြုပါခင်ဗျာ